ခုအသက်14 15 16အလွန်ဆုံးပေါ့နော်အဲ့ဒီအရွယ်လေးတွေအိမ်အောင်ပြူတာလေးတွေတော်တော်များများမြင်နေတွေ့နေရလို့ပေါ့နော်ဟိုအရန်ကိုငယ်လွန်းလို့ခလေးတတာပဲရှိတဲ့အရွယ်လေးတွေမင်္ဂလာဆောင်ကြတော့လေအဲ့ဒါလေးပတ်သက်ပြီးတော့ပြောချင်လို့ပါ14 15 16ရွယ်ဆိုတာပြောမယ်ဆိုလို့ရှိရင်ဟိုဘယ်လိုပြောရမလဲတကယ်ခလေးလေးမိဘရင်ခွင်မှာကောင်းကောင်းနေပြီမိဘအမြင်မှာလဲစင်လို့အကောင်းဆုံးရွယ်ငါသားသမီးလေးအရွယ်ရောက်လာပြီအရွယ်ရောက်ခါစအရွယ်လေးတွေ14 15အရွယ်ဆိုတာကလေသူတို့အနေနဲ့အမြင်နေဟိုအတွေးခေါ်တွေကအချိန်မရွေးပြောင်းလဲနိုင်တဲ့ပြောင်းလဲမြန်တဲ့အရွယ်တွေသူတို့တွေကဟိုအဲ့တော့ပြောရမယ်ဆိုလို့ရှိရင်အခုချစ်တယ်လို့ထင်ပြီးတော့ယူလိုက်ပါတယ်အခုเนาะ14 15 16လေးယူလိုက်တယ်နောက်9နှစ်နေရင်ချစ်တဲ့အချစ်ကအခုချစ်တဲ့အချစ်နဲ့လုံးဝမတူတော့ဘူးเนาะလုံးဝမတူတော့ဘူးအဲ့ဒါတွေကဘာကြောင့်လဲဆိုတော့ဒါဟိုဘယ်လိုပြောရမလဲအတွေးခေါ်တွေကဒါအပြောင်းလဲညံတဲ့အရွယ်လေးတွေလေเนาะအဲ့တော့လက်ထက်တယ်ဆိုတာချစ်တာတစ်ခုနဲ့မပြီးဘူးအချစ်မပါရဘူးလို့ပြောတာမဟုတ်ဘူးချစ်တာတစ်ခုနဲ့အရာအားလုံးပြီးမသွားဘူးတာဝန်ယူမှုတွေနားလည်မှုတွေစိတ်ရှည်မှုတွေเนาะဟိုအတူတူရီမန်းချက်တွေထားပြီးအတူတူစူးစမ်းရမယ်ဒါမျိုးတွေပေါ့နော်ဘဝရဲ့လောကရန်ပြည်စည်းလာတဲ့ဟာတွေဒါတွေကိုအတူတူရင်ဆိုင်ကြော်ဖြတ်ရမယ်သူ့အတိုင်းဝိုင်းကို့အတိုင်းဝိုင်းနော်ကိုနဲ့သူနဲ့2ယောက်တည်းနဲ့ချစ်နေပြီးတော့သူနဲ့ကိုနဲ့2ယောက်တည်းဟိုအစင်ပြင်းပြီးတော့ကိုရီအရရအစင်ပြင်းပြီးတော့ကိုရီချစ်နေဖို့ပဲအရေးကြီးတယ်ဆိုတော့စကားကစာအုပ်ထဲမှာပဲရှိတယ်တကယ်မဟုတ်ဘူးအဲ့ဒါနော်တကယ်မဟုတ်ဘူးတကယ်တမ်းကျတော့သူ့မိဘကိုကိုမိဘလို့သဘောထားနိုင်ရမယ်ကိုမိဘကိုလည်းသူကသူ့မိဘလို့သဘောထားနိုင်ရမယ်မိသားစုနှစ်စုဟိုဘက်အတိုင်းဝိုင်းဒီဘက်အတိုင်းဝိုင်းတခါမှမမြင်ဘူးတဲ့ဒဇိမ့်2ယောက်လောကမှာဟိုပြောမယ်ဆိုအရင်နီးဆုံးဒဇိမ့်ကအိမ်အောင်ဘက်တည်းတဲ့နော်လောကမှာအရင်နီးဆုံးဒဇိမ့်ကအိမ်အောင်ဘက်ပဲတဲ့အဲ့တော့အရင်နီးဆုံးဟိုဘယ်လိုပြောမလဲဒီဒဇိမ့်2ယောက်အမြင်မတူပဝင်းကျင်မတူပဲမွေးဖွားလာတဲ့ဒီဒဇိမ့်နှစ်ဖက်ကပေါင်းဖက်လိုက်တဲ့ဟာရေရှည်မှာအများကြီးလိုအပ်တယ်ရေရှည်မှာအဆင်ပြေပါမလားရေရှည်မှာဘာတွေဖြစ်လာမလဲဝဲရပညာတက်ပြီးတော့အတိဟိုအသက်ဘယ်လိုပြောမလဲ28 30 ကျော်တွေအိမ်အောင်ပြုတဲ့ဟိုအခြေအနေနဲ့အဲ14 15 16အိမ်အောင်ပြုတဲ့အခြေအနေမတူဘူးလေဒါကြောင့်လေအသိဉာဏ်တွေမတူတော့တာအသိဉာဏ်ရဲ့ထိန်းချုပ်မှုတွေလည်းမတူတော့ပြောချင်တိုင်းပြောလို့မရဘူးအရာရာကိုအိမ်အောင်တစ်ခုပြုရင်အရာရာကိုသီးခံရတယ်အရာရာကိုငါသီးခံနိုင်မှဖြစ်မယ်ငါသီးခံရမယ်ဒီဟာငါတို့ဒီလိုသီးခံမှုတွေစိတ်ရှည်မှုတွေစာနာမှုတွေတာဝန်ယူမှုတွေဒါတွေနဲ့ပဲအိမ်အောင်ရဲ့အုတ်မြစ်ကိုတိဆောက်သွားရတာရှစ်နေရုံနဲ့အရာအလုံးပြီးမသွားဘူးဟောလောကမှာဒီမအေးဒီဖက်အေးရမွေးတဲ့ညီကိုမောင်မအချင်းအောင်မှာတခါကြရင်စိတ်ခက်မသိရင်စကားများကြသေးတာပဲဒဇိမ့်တယောက်အိမ်ထဲဝင်လာတယ်အချိန်မရွေးပြဿနာဆိုတာဖြစ်ချင်ဖြစ်နိုင်တာပဲဒါပေမဲ့အသက်အရွယ်ရမှအိမ်အောင်ပြုတဲ့သူတွေကဒါတွေကိုသိခံနိုင်တယ်အများအားဖြင့်သိခံနိုင်တယ်အသက်ငယ်ငယ်လေးတွေကသိခံနိုင်ဘူးဒါမျိုးလေးတွေပေါ့နော်ဟိုအချစ်ကအရင်မပါဘူးလို့ပြောတာမဟုတ်ဘူးအချစ်ကအိမ်အောင်ရဲ့အစမှာအချစ်ကအရန်ကိုလိုအပ်တယ်ဒါပေမဲ့အိမ်အောင်ရဲ့တည်တံ့ခိုင်မြဲဖို့ဆိုလို့ရှိရင်နော်စိတ်ရှည်မှုသိခံမှုပြီးတော့ဘဝကိုဘလို့အခက်ခဲပဲလာအတူတူရင်ဆိုင်ပြီးတော့ရီမှန်းချက်တွေအတူတူထားပြီးတော့ဖြတ်တန်းရမယ်ဒါမျိုးတွေပေါ့14 15 16လေးတွေနဲ့အိမ်အောင်ပြုတ်ပြီးတော့ဟိုရေရှည်မှာတည်တံ့ခိုင်နေသွားတဲ့အိမ်အောင်တွေလည်းဟိုတပုံကြီးပဲတွေ့ဘူးတယ်ဒါပေမဲ့အချစ်တစ်ခုတည်းကိုပဲအားကိုးပြီးတော့ဘဝမှာဘာမှဖြစ်မလာဘဲနဲ့ဘဝရဲ့ဖြည့်ဆည်းမှုတွေကိုခံစားပြီးတော့ပွဲသွားတဲ့အိမ်အောင်ကြီးတွေလည်းတပုံကြီးမြင်မှုကဒါ14 15 16တွေပြောတာနော်အဲ့တော့အခုဒီလူနဲ့တွေ့တယ်ဒီလူနဲ့မြင်တယ်ဒီလူနဲ့ပဲကြိုက်တယ်ဒါကြီးကိုဘဝတစ်ခုလို့ထင်ပြီးတော့လက်ထပ်လိုက်တာမျိုးမဖြစ်စေချင်ပါဘူးเนาะဟိုဘာဖြစ်လဲရည်စားထားတယ်เนาะချစ်လို့ရတယ်ရည်စားထားလို့ရတယ်လက်ထပ်ပိုးရလောက်တဲ့အထိမဖြစ်သင့်သေးဘူးเนาะဟိုငါကဟိုသူနဲ့ချိန်တွေ့ပြီးတော့မပြန်ရဲလို့ငါကသူနဲ့ချိန်တွေ့ပြီးတော့အိမ်ကိုဟိုပြောရမှာကြောက်လို့မခွဲနိုင်တော့လို့ဒါမျိုးတွေကစာအုပ်ထဲမှာပဲရှိတယ်တကယ်လက်တွေ့မှာဒါမျိုးတွေမရှိတော့ဘူးအဲ့ဒီခေတ်မဟုတ်တော့ဘူးနော်အိမ်ကအများကြီးဟိုအမှန်တိုင်းမပြောချင်တာမှအများကြီးပြောလို့ရပါတယ်အိမ်ကိုနော်ဟိုဒီလို
လှည့်ပတ်ပြီးတော့အများကြီးပြောလို့ရပါတယ်အမှန်တိုင်းမပြောချင်တာမှာနော်အမှန်တိုင်းပြောလို့အိမ်ကတွေ့သွားတော့လဲဟုတ်တယ်ဘာဖြစ်လဲအလွန်ဆုံးကိုမိဘကိုဖုံးသိမ်းထားမယ်အပြင်ပေးမထွက်ခိုင်းအလွန်ဆုံးဒီလောက်ပဲနော်အဲ့တော့ဘဝမှာဒီရွယ်လေးတွေပျော်ဖို့တွေအများကြီးရှိသေးတယ်ပျော်စရာတွေအများကြီးတွေ့ရအောင်မယ်ဒီထက်အဆင့်မြင့်တဲ့နေရာတွေကိုရအောင်မယ်နော်ဟိုဘယ်လိုပြောရမလဲဟိုတကယ်ဟိုဘယ်လိုပြောရမလဲတကယ်ကိုမှပုံနော်ဟိုကလေးလေးပဲရှိသေးတဲ့ဟာကြတော့ငါသားလေးငါသမီးလေးသာဆိုရင်ငါရင်ကျိုးမှဆိုတဲ့စိတ်ကကိုကဟိုကြည့်ပြီးတော့စိတ်ကြီးမကောင်းဖြစ်မိတယ်ဒီလားအမေတော့ဘယ်လိုနေမလဲတော့မသိဘူးကိုကတော့စိတ်ကြီးမကောင်းဖြစ်မိတယ်ကြည့်ပြီးတော့အဲ့ဟာမျိုးလေးပေါ့နော်အဲ့တော့ဟိုဒီကျွယ်လေးတွေနဲ့အခုတွေ့အခုကြိုက်ပြီးတော့မြင်ကြပါနဲ့နော်ချစ်တာချစ်လို့ရတယ်ပြီးတော့ဟိုရည်သားထားလို့ရတယ်လက်ထပ်ဖို့ရလောက်တဲ့အထီကိုဘဝကြီးတစ်ခုလုံးဝင်ပုံအပ်ပြီးတော့လက်ထပ်ဖို့ရလောက်တဲ့အထီမစင်စားကြပါနဲ့နော်အသက်အခု15 16ရွယ်မှာချစ်တဲ့အချစ်နဲ့နောက်9နှစ်နေလို့ရှိရင်ချစ်တဲ့အချစ်ကမတူဘူးနော်အဲ့ဒီချိန်ကြတော့မှငါအဲ့တုန်းကချစ်ခဲ့တဲ့အချစ်ကဒီလိုချစ်ခဲ့ပါလားဒါပေမဲ့ငါအခုတွေးလိုက်တဲ့ငါရဲ့အချစ်ကအခုမှငါတကယ်ချစ်တဲ့သူတွေ့တာဆိုရင်ငါဘာမှောက်ပြီးအဲ့ခါကြရင်နော်စိတ်အပြောင်းလဲရမ်းမြန်တဲ့အရွယ်တွေဘာမှပြန်ပြင်ဆင်လို့မရဘူးနော်အဲ့အတွက်ကြောင့်မလို့စိတ်လိုက်မှန်ပါမဆုံးဖြတ်ကြပါနဲ့ဘဝမှာပျော်စရာတွေကောင်းပြီးပျော်နေတဲ့အချိန်မှာချစ်တာဘာမှမဖြစ်ပင်နဲ့စိတ်ညစ်စရာနဲ့လောကရန်ကိုခံစားနေရတဲ့အချိန်မှာပြစ်မထားခဲ့ဖို့ကအရေးကြီးဆုံးပဲနော်အတူတူရင်ဆိုင်ကြော်ဖြတ်ဖို့ပြစ်မထားခဲ့ဖို့ကအရေးကြီးဆုံးပဲအဲ့အတွက်ကြောင့်မလို့ဘဝမှာလွယ်နဲ့အချစ်တစ်ခုကိုအားကိုးပြီးတော့ဘယ်အရာကိုမှယုံကြည်ပြီးတော့ဟိုဘဝကြီးလို့မတတ်မှတ်လိုက်ပါနဲ့လို့နော်ဒါလေးလာပြပြတာ